ကွာအဲ့ဒါမမြင်တာတော့ပြန်ဆန်းသက်ကြအောင်လို့မကြည့်သူကြာဘူးထိုင်မယ်ကြောက်ရှောင်းသားကောင်းကောင်းဖြူဖြူဖိုးဖိုးတပိတ်သာတော့ပေါ့ရှင်ပြီးတော့လေးပြီးလိုက်တာပေါ့အဲ့ဒါပုံမသွင်းခင်ကကြောက်ရှောင်းသားကိုမမြင်ရဘူးလားမြင်ရပါတယ်ဗျာကြောက်ရှောင်းသားကိုမြင်တော့ရှင်တွေ့သေးရလားမတွေ့ပါဘူးဗျာမပြောကြည့်သမှုတွေနဲ့ကြောက်ရှောင်းသားလို့ပြောတယ်ရှင်ကျကတော့ပထဝီဓာတ်ပဲမြေကြီးနဲ့ကျင့်အစင်းပဲပုံသွင်းတဲ့ခါကျတော့ဆင်းပြီးတော့ပေါ်မလာဘူးလားပေါ်လာပါလေစဘောမှာတင်ထားလိုက်တရားနာပြိတ္တတိဘာတွေမြင်နေလဲလို့မိခါဘယ်လိုဖြစ်ပေးမလဲဆင်းပြီးတော့မြင်နေပြင်မပေးဘူးလားပေးပါဗျာဆောင်းတော့ရှေ့ကစွမ်းနှမ်းဆရာတို့ပြအရှိကိုကြည့်မရှိတာမြင်တဲ့တယ်လို့မဟုတ်ဘူးလားဟုတ်ပါဗျာတကယ်ရှိတာကတော့ကဆင်းပြီးတော့လားအစင်းလားအစင်းပါဗျာအစင်းကပရမတ်အစင်းပြီးတော့ကပြင်းညာကျစဉ်းစားကြလူတွေဘယ်လောက်ထိမြင့်စီလဲလေအဲ့ဒါဆင်းပြီးတော့ကိုနေနှမ်းနဲ့နေနှမ်းပြီးတော့မှပြော့ပြီဆိုတဲ့ကောင်ပေါက်သူများဆုပ်တော့ဘဲပြန်ကြပြန်သူတို့ဆုပ်ကြည့်လိုက်ဆင်းပြီးတော့တွေ့မလားဖျောင်းလုံးတွေ့မလားဖျောင်းလုံးပါဗျာအဲ့ဒီဖျောင်းလုံးကိုတကြက်သားကြီးကြက်ချင်တရားလူအစာသားနဲ့အစာသားဇမအစာသားတိရစ္ဆာန်အစာသားအယုပေါင်းများစွာလို့လေအယုပေါင်း100တော့ပြီးစပွဲမှာအကုန်လုံးစီထားလိုက်ကြားနာပြိတ္တဒီပါရမီနဲ့လို့မိကဘယ်လိုဖြစ်ပေးမလဲအယုပေါင်းများစွာမြင်တယ်စဉ်းစားနော်စဉ်းသေးကတော့မြင့်ရှိတဲ့ဆံရအစင်းပေါ့လေ့လာဖို့မကောင်းလားလေးနဲ့ကန်ကြည့်ချက်ကအယုပေါင်းများစွာလားမာတဲ့သဘောလားမာတဲ့သဘောပါဗျာအယုပေါင်းများစွာလားပြောတဲ့သဘောလားပြောတဲ့သဘောပါဗျာပြောတာပထဝီမာတာပထဝီကွယ်မာတာပြောတာလို့သိတာကာယဝိညာဉ်နဲ့တရားမရလားရပါဘူးမာတာပြောတော့ကယုတ်တရားမရလားရပါဘူးအယုပေါင်းများစွာကပြင်းညက်နာယုကပရမတ်အယုပေါင်းကပြင်းညက်ဆိုအဲ့ဒါပြင်းညက်ကဖုံးတော့ကနေယုကိုမမြင်တော့ဘူးပေါ့စစ်စစ်ပေါ်မကောင်းလားကောင်းပါဘူးမြင်လေးနဲ့ကံစမ်းကြည့်တော့ကအယုပေါင်းများတာတွေ့လားမာတာပြောတာတွေ့မာတာပြောတယ်သိတာဒီမှာလားကာယဝိညာဉ်ကာယဝိညာဉ်ကဉာဏ်တရားမရလားမာတာပြောတယ်ယုတ်တရားမရလားဉာဏ်နှစ်ပါးအဲ့ဒါလေးထက်ကလေ့လာဖို့လိုတယ်အဲ့လိုကြည့်မယ်ဆိုတော့ကိုထင်တယ်တခုမှမရှိဘူးပေါ့ထင်တယ်တွေ့သေးရလားတွေ့ပါဘူးဘာတွေ့မလဲရှိပါမရှိပဲနေစစ်စစ်ပါမကောင်းလားကောင်းပါဘူးရှိတဲ့တရားကလည်းဉာဏ်နဲ့ရုပ်ဖဲပုံရှိတာလည်းအနိစ္စဖဲပုံရှိတာလည်းဒုက္ခဖဲပုံရှိတာလည်းအနတ္တအဲ့လိုလေ့လာဖို့မကောင်းလားကောင်းပါဘူးအနိစ္စဒုက္ခအနတ္တနဲ့ရှိတာအနိစ္စဆိုတာချမ်းသာတဲ့တရားလားဆင်းရဲတရားဒုက္ခဆိုတာချမ်းသာတရားလားဆင်းရဲတရားအနတ္တဆိုတာချမ်းသာတဲ့တရားလားဆင်းရဲတရားတို့ရခုအားလုံးလူတွေကချမ်းသာတာနဲ့နေတာလားဆင်းရဲတာနဲ့နေလားသမင်းစားတဲ့အချိန်အိတ်တဲ့အချိန်နဲ့လွတ်တယ်ခွေးချီတော့မိတော့သူတို့လွတ်ရတာကွာခွေးချီတော့မိတော့လွတ်ရတာသိစိတ်မကောင်းလားကောင်းပါဘူးစဉ်းစားကြအဲ့လိုသိတဲ့ပုဂ္ဂိုလ်တွေဟာဖင်ခါပြီးတော့ထားသွားရတော့လားဗျတဲ့ထဲမဲ့တောထွာကြီးထိနေတဲပြီးနဲ့ထိနေဆွဲသွားတာကြားဘူးလားကြားပါဗျာတဲပြီးနဲ့ထိနေကိုဆွဲတဲ့ပုဂ္ဂိုလ်တွေကဆွဲနေမှာမလားကွာဆွဲနေဘူးဟောကြီးနဲ့လိုချင်ကြဆရာကြီးနဲ့လိုချင်ကြမဆွဲနေဘူးအပြစ်ကိုမြင်တဲ့ခါကျတော့မဆွဲနိုင်ဘူးလားအဲ့ဒါအပြစ်ကိုရှာအပြစ်ကိုဘယ်လိုရှာမလဲလို့စီစီပေါ်မကောင်းလားကောင်းပါဗျာရှင်းကသာမိတ္တပါ3ယောက်မရှင်းရဘူးကြာ